မင်္ဂလာပါနော်ဆယ်လီချယ်ရီ channel လေးကနေကြိုဆိုလိုက်ပါတယ်ရှင်။ကျမ်းမာရေးဗဟုသုတအကြောင်းအရာလေးတစ်ခုကိုဝေမျှချင်ပါတယ်ရှင်။ကိုယ့်ရဲ့ချစ်ခင်ပွန်းဒါမှမဟုတ်ချစ်သူရဲ့ကြားအင်္ဂါလေးကအရင်ကထက်သေးလာတယ်လို့ခံစားနေရတယ်ဆိုရင်စိတ်မကောင်းပါဘူးနော်။ဒီလိုဖြစ်ရတာကအကြောင်းရင်းတွေအများကြီးရှိနိုင်ပါတယ်။တစ်ခုချင်းစီဖြည်းဖြည်းချင်းပြောပြမယ်နော်။အသက်အရွယ်ရလာတာနဲ့အမျှခန္ဓာကိုယ်မှာအပြောင်းလဲတွေဖြစ်လာတတ်တာသဘာဝပါပဲဟော်မုန်းပမာဏပြောင်းလဲလာတာကြောင့်ကြားအင်္ဂါမှာရှိတဲ့ကြွက်သားတွေတဖြည်းဖြည်းအားနည်းလာပြီးအရွယ်အစားသေးငယ်သွားနိုင်ပါတယ်။ဒါအပြင်သွေးကြောတွေရဲ့လှုပ်ဆောင်မှုအားနည်းလာတာကြောင့်လည်းတန်မာမှုအရင်လောက်မကောင်းတော့ဘဲသေးသွားသလိုထင်ရနိုင်ပါတယ်။ကျန်းမာရေးအခြေအနေတချို့ကျန်းမာရေးပြဿနာတွေကြောင့်လည်းကြားအင်္ဂါသေးလာနိုင်ပါတယ်။ဥပမာစီးချိုယောဂါသွေးတိုးယောဂါနဲ့နှလုံးယောဂါတွေရှိတဲ့အခါသွေးစည်းဆင်းမှုကိုထိခိုက်စေနိုင်ပြီးကြားအင်္ဂါရဲ့အရွယ်အစားကိုသေးငယ်စေနိုင်ပါတယ်။ဒါအပြင်ဟော်မုန်းမညီမျှတာအဝလွန်တာနဲ့တချို့ခွဲစိတ်မှုတွေခံယူထားတာတွေကလည်းအကြောင်းရင်းတွေဖြစ်နိုင်ပါတယ်။နေထိုင်မှုပုံစံကိုယ့်ရဲ့နေ့စဉ်ဘဝနေထိုင်မှုပုံစံကလည်းအရေးကြီးပါတယ်။ဆေးလိပ်တောက်တာအရက်အလွန်အကျွံတောက်တာလေ့ကျင့်ခန်းမလုပ်တာနဲ့အစားအသောက်ကိုဂရုမစိုက်တာတွေကကျန်းမာရေးကိုထိခိုက်စေပြီးကြားအင်္ဂါရဲ့လှုပ်ဆောင်မှုကိုလည်းထိခိုက်စေနိုင်ပါတယ်။စိတ်ပိုင်းဆိုင်ရာအခြေအနေစိတ်ဖိစီးမှုများတာစိုးရိမ်ပူပန်မှုတွေများတာနဲ့စိတ်တက်ကြတာတွေကလည်းကြားအင်္ဂါရဲ့တန်မာမှုကိုလျော့နည်းစေနိုင်ပါတယ်။စိတ်မသက်မသာဖြစ်နေတဲ့အခါခန္ဓာကိုယ်ကတုံ့ပြန်မှုတွေပြောင်းလဲသွားတတ်တာကြောင့်ပါအခုပြောပြခဲ့တဲ့အကြောင်းအရာတွေကရေဘူးရအားဖြင့်ဖြစ်နိုင်တဲ့အကြောင်းရင်းတွေပါတကယ်လို့ကိုယ့်ရဲ့ချစ်ခင်ပွန်းဒါမှမဟုတ်ချစ်သူမှာဒီလိုပြောင်းလဲမှုတွေဖြစ်နေတယ်ဆိုရင်ဆရာဝန်နဲ့တေချာတိုင်ပင်ဆွေးနွေးတာအကောင်းဆုံးပါပဲနော်ဆရာဝန်ကဘာကြောင့်လဲဆိုတာကိုတေချာစစ်ဆေးပြီးတင့်တော်တဲ့အကြံဉာဏ်တွေပေးနိုင်ပါတယ်နောက်ပြီးကိုယ်တိုင်ကလည်းနားလည်ပေးပြီးအားပေးစကားလေးတွေပြောပေးတာကသူ့အတွက်အများကြီးအားဖြစ်စေမှာပါနှစ်ယောက်အတူတူဖြတ်တန်းရမယ့်အချိန်တွေမှာအပြန်အလှန်နားလည်မှုနဲ့ဂရုစိုက်မှုကအရေးကြီးဆုံးပါပဲနော်ကျမ်းမာရေးဗဟုသုတအကြောင်းအရာတွေဆက်လာမယ်နော်ဆယ်လီချယ်ရီ channel လေးကို like and share လေးတွေနဲ့ကူညီပေးအောင်နော်ကျေးဇူးတင်ပါတယ်ရှင်မင်္ဂလာပေါင်းနဲ့ပြည့်စုံသောနေ့လေးဖြစ်ပါစေရှင်